အရသာကရောရှမ်းမြောက်ဘက်ကအရသာဘက်ကိုသွားပါရဲ့ရှင် မင်္ဂလာပါနိုင်နိုင်ဝက်ဆမ်မှာကြိုဆိုပါတယ်ဗျာ ။နောက်ဆိုင်ညမယ်ကရောနိုင်နိုင် Restaurant ပုံစားဆိုင်ပဲဖြစ်ပါရဲ့ရှင်။ဆိုင်မှာဆိုရင်တော့ရင်းမျိုးစားရွေးချယ်စရာအသား30ကျော်နဲ့အရက်30ကျော်လောက်ရှိပါရဲ့ရှင်။နောက်ဆိုင်ကရောချမ်းမြောက်ရတာစစ်စစ်ကိုမန်နေရသူတွေစားစီခြင်းလို့ပြင်ပြတာပါရှင်။ဆိုင်မှာရောပုံစားထင်းမျိုးအဓိကရောင်းပါရဲ့ရှင်။နောက်ပုံစားစားမယ်ဆိုရင်တော့အသားနှမျိုးအရက်နှမျိုးပါပါတယ်။သူနဲ့တွဲစားဖို့ဆိုရင်တော့အရှင်နေငရုတ်တီးခင်းရည်လည်းချပေးပါရဲ့ရှင်။ပုံစားစားမယ်ဆိုရင်ဈေးနှုန်းလေးကတော့1000ရှိပါရဲ့ရှင်။ဆိုင်မှာအစားများရဆိုရင်တော့နေသားတုပ်တို့ဝက်စတူတို့ကျမအချိုချက်တို့အစားများပါတယ်။ဆိုင်မှာရောပုံစားအပြင်တောက်ဆရာအနေနဲ့တိတိဖြော်ရည်လည်းရပါရဲ့။ High American တို့လည်းရရဲ့။ Coffee ဆိုလည်းအပူလည်းရရဲ့အေးလည်းရရဲ့။ဆိုင်နေရထိုင်ခင်းလေးကရောတက်တောင့်တက်တာနဲ့စားလို့ရမယ့်အကွန်ကန်လေးရှိတယ်လို့ပြင်မှာလည်းအေးစစ်စစ်ထိုင်စားလို့ရပါတယ်။နောက်ဆိုင်မှာစားလို့ရရဲ့အပြင် online မှာလည်းစက်တိုင်မှယူနိုင်ပါတယ်ရှင်။နောက်ဆိုင်ဖွင့်တာကြတော့ည8:00နာရီကနေည8:00နာရီထိဖွင့်ပါတယ်ရှင်။နောက်ဆိုင်လက်60 3630ခွန်ကြားမှာရှိပါတယ်ရှင်။ရှမ်းမြောက်လက်ရကောင်းကောင်းစားခြင်းရင်နောက်ဆိုင်ကိုလာခဲ့ဖို့ဖိတ်ခေါ်ပါတယ်ရှင်။